Okay, alam mo minglawa din ni Maso ino tanggulu masaw sa badong mapibay. Sa pasaya taong tong ya shi ito mukti wa sa mo no. Yin zo mini market he win bio mau sa mo no. So wa ba me. Mau wa le ma. E chao ji wa ba. Bio khao so tao tu le ba ni ma mo ro. Spicy ရဲ့ spicy ထည့်တယ်ပြီးတော့ hindi နဲ့လောက်ထားတာထည့်ပြီးတော့ချက်ထည့်ပါတယ်ပြီးတော့ kimchi seaweed ထည့်ပါတယ်ပြီးတော့ spicy ပေါ့နော်ရင်းနှီးထည့်ပါတယ်ပြီးတော့ရှင်းမယ်ရှင်းမို့ကြောပေါ်တော့ရှင်းအောင်နော်ပေါ်တော့စကန်ဖတ်okayနဲ့ပဲရှင်းပါတယ်။ဝယ်လိုက်တဲ့အတွက်ပတ်စံကတော့9,580ကျန်သေးပါတယ်။ဒီအကုန်ဖောက်လိုက်ပါတယ်ဖောက်ပြီးတော့ဒုံလိုက်ပါတယ်ဒီလိုပြပိုင်ရတာခွန်းတော့ကိုစားပါတယ်။စားပြီးဆက်တယ်ပြီးဆက်တယ်နော်။ပြီးတော့ဒီရတာစားပြီးချီစီရတာစားပါတယ်လေလေကင်ချီရတာစီစားပါတယ်ကင်ချီရတာဟာစားပြီးတော့ spicy စားမယ်ပေါ့နော် spicy ကိုနောက်ဆုံးမှစားမှာပါဆိုတော့စားနေပြီ spicy ဟာရမ်းနဲ့တော့ဘာကအပစစားပြီးတော့ဆိုတော့ပတ်စံတော့940ရရှိခဲ့ပါတယ်ဆိုရတော့skip ကိုနှိပ်လိုက်ပါပြီ skip ကိုနှိပ်လိုက်ပြီးတော့ပြီးတယ်ပြီးတော့ဒီဘောနော် delivery ဆိုတဲ့ဟာမှာလည်းမှာစားပြပါမယ်ဆိုတော့ဝင်လိုက်ပြီဝင်လိုက်တဲ့အချိန်မှာမဟုတ်အများရှိဘူးနော်အချိန်မှာခုက bubble tea နှစ်ခုတောက်မယ်ပေါ့နော် bubble tea နှစ်ခုတောက်မယ်တောက်ပြီးတော့ရအတန်နဲ့နားထောင်နေတယ်နော်အဖုံပီတာဆိုလည်းအဲ့အတန်အလုံးမိုက်ပါတယ်ဆိုတော့ပတ်စံအလောက်ပေါက်ပတ်စံ1010 ရရှိပါပြီဆိုတော့ skip ကိုနေလိုက်ပါတယ် skip ကိုနေလိုက်ပြီးတော့ဟိုနော် K lunch ဆိုတဲ့အတစ်ထွက်ထားတဲ့ဟာလေးကိုစားရပါမယ်နော်အဲ့ထန်ကူမာစတာကအရင်ဆောက်လို့ကောင်းပါလေဒီတော့ဆိုတော့အတက်ထွက်တယ်စီရီယယ်ကိုစားရပါဦးမယ်စီရီယယ်ဝင်လို့ထည့်မယ်ပြီးတော့ milk ကိုနော်အဲ့စီရီယယ်ရဲ့ထက်မှာထည့်နေတယ်ပြေခါလေးထည့်လိုက်ပါတယ်ပြီးတော့ Goldier spicy chicken လေးစားပါမယ်နောက်ပြီးရင် muffin လေးစားပါမယ်နောက်ပြီးတော့ဆင်းနေထိုး no ဒါကကျုပ်ရဲ့တုံရင်နဲ့ကျုပ်ရဲ့တုံရင်ပြီးရင်ဒီရတဲ့ကြော်ရဲကျုပ်လက်ကြော်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဆင်းထားတော့မျိုးဆိုရင်လည်းတောက်တော့ပါတယ်ဒီလေးကိုထည့်လိုက်ပါမယ်ဒီထည့်ပြီးတော့ပြီတင်တော့
စားလိုက်ပါတယ်ပတ်စံ40ဝန်းပါထုံတဲ့အနေနဲ့မဖင်ထပ်စားလိုက်ပါသေးတယ်မဖင်လေးရတင်းကောင်းပါတယ်ပြီးတော့သူကတူစားတယ်ဝေးကြီးအဲ့ဒါကစားတယ်အဲ့ဒါလေးကြော်ကြော်ရတာနော်အဲ့ဒါစားပါတယ်ပြီးတော့စီရီရစားပါတယ်စီရီကိုခင်းလေးရစားတယ်နို့ရတော့တောက်ပါဒီမှာကိုယ်ကနို့တောက်ပါပြီနို့ရလည်းတော့တန်လေးရရမ်းတော့ထောက်ပြောမောလို့နေတယ်လို့ပါနောက်ထပ်တစ်ခါထပ်ဆုံးလို့ရတယ်နော်ဒါပေမဲ့ခုကမဆောက်ရှင်တော့အတွက် skip ကိုပဲနှိပ်လိုက်ပါတယ်ဝင်သွားပါskip ကိုပဲအမားကိုနှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးတော့ကိုကဒီ hot spring ဆိုတဲ့နေရာ trouble နေရာလေးကိုနှိပ်လိုက်ပါတယ်ကိုကအမှချပြီးကိုကမလာ hot spring ဆိုတဲ့နေရာလေးကိုသူက9900နဲ့ရောင်းချပေးနေတယ်ပေါ့တောင်းကြတယ်9900ကိုရောင်းချပေး9900ကိုရောင်းချပေးတယ်ရောက်ပါပြီရောက်ပါပြီရောက်ပြီဒီတော့အဲ့နောက်ကဟာလေးစားကြည့်အောင်ပြီးတော့မျိုးကိုထားတယ်မင်းအောင်ဆက်တာနော်တော့မင်းကလည်းဆက်တယ်မင်းအောင်ဆက်တယ်လိုက်ပါတယ်ဘယ်ဆက်ချောက်ဖျောက်ကြည့်ကြပါဆက်ချောက်ဖျားရှိပြီဆိုရင်တော့သွားတိုက်ပါတယ်စားချင်သွားတယ်ပေါ့နော်တခုကကြာဖွင့်လိုက်ပါပြီဆိုဗီဒီယိုအရင်ရှေ့သွားမှာဆိုလို့ပါရှင့်တော့ထန်ကူလိုမတ်ထန်ကူလိုဝဲလည်းလောက်ပြသွားမှာပဲပေါ့နော်ထန်ကူလိုလည်းလောက်ပါတယ်တော့မိကိုနှိပ်လိုက်နှိပ်သွားရင်ကိုက strawberry ထည့်တယ် blueberry ထည့်တယ် grapes ထည့်strawberry ထည့်တယ်နောက်ဆုံးမှာ blueberry လေးထည့်ပေးလိုက်ပါရှူပါဘောနော်ကြားထည့်ပါကြားထည့်လိုက်ထည့်ပွားရေးထည့်တယ်ရေးထည့်လိုက်ပါဟာလာလေးထည့်လိုက်ပါဖွင့်လိုက်ပြီးဆိုရင်ကြားရည်လေးရရှိသွားပြီဖြစ်ပါတယ်ရှင့်ဒီဆွဲဆိုတော့နှစ်ဒီမှာနှစ်ပြောနော်နှစ်ပြောတော့အထဲမှာတော့ကြားရည်ကိုလိုက်ပြီးဝိုင်းစတာဒီဆွဲဟာလေးနေတယ်ပါစားလို့ရပါပြီနောက်ဆုံးတစ်ချောင်းလေးစားပါမယ်နောက်ဆုံးချောင်း
screen လေးကိုနှိပ်မယ်ဒါပြီးတော့သူတို့ဟာ subscribe လုပ်ရင်ပေါ့နော် ဟုတ်တယ်အဲ့ဆီယာမကြီးတွေဝတ်တယ် 1500ရမယ်ဆိုတော့ အဲ့ဆီယာတယောက်အဲ့ဆီယာဆီယာမတမျိုးကြောင်းဟုတ်ဒီ ဆိုတော့အားလုံးကိုဒီညမှာပဲနှုတ်ဆက်ချင်ပါတယ်ဒီညမှာပဲနှုတ်ဆက်ပြီးဆိုတော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ကြတယောက်ချင်းစီတိုင်းကိုဒီအထူးကျေးဇူးတင်ပါ Okay ဆိုတော့ bye bye